ဒီ Safari ကိုဖွင့်ပါဒီနေရာမှာ google.com လို့ရိုက်ပါပြီးတော့ပြည်အောင်စု font လို့ရိုက်တယ်ပါပြီး enter တစ်ချက်ကောက်ပါပြီးဒီဒုတိယတစ်ခုမြန်မာ National Portal ကတင်တဲ့ website လေးကိုဝင်ပါပြီးဒီအောက်သားလေးကိုနည်းနည်း scroll down ပြီးတော့ဒီ3ခုပြည်အောင်စု regular ပြည်အောင်စု bold ပြည်အောင်စု number 2.552 ဆိုတဲ့2.553 ဆိုတဲ့3ခုကို down ပေးပါတစ်ချက်နှိပ် down သွားမယ်နောက်တစ်ချက်နှိပ် down သွားမယ်ပြီးအောက်ကလာဟာနောက်တစ်ချက်နှိပ် down သွားမယ်ရအဲ့3ခုတစ်ခုချင်းစီ run ပေးပါinstall နေပြီပါဒါဆိုရင်ဒီ my phone ထဲမှာဒီပြောင်းစုလေးတစ်ခုဝင်သွားပါမယ်ကျန်တဲ့တစ်ခုလည်းအဲ့လိုပဲ install ပေးပါနောက်တစ်ခုထပ်ဝင်သွားပါပြီဒါဆိုရင် font ထည့်တာရပါပြီဒီထဲမှာနှစ်ခုဝင်သွားတယ်ဒီထဲမှာတစ်ခုဝင်သွားတယ်ရပါပြီပြီးရင်ဒီ setting တွေကနေပြီးတော့ language keyboard ကိုလာပါပြီးရင် input source ကို edit နှိပ်ပြီးတော့ဒီအပေါင်းလက္ခဏာနှိပ်ပြီးတော့ Burmese မြန်မာကိုရှာပါပြီးရင်ဒီမြန်မာဆိုတဲ့ဟာလေးကိုတစ်ချက်ရွေးပေးပါဒါဆိုတော့မြန်မာ language လေးပေါ်လာပါပြီဒီမှာလည်းမြန်မာလေးရွေးစရာပေါ်လာပါပြီဒါဆိုတော့မြန်မာ language သုံးလို့ရပါပြီအစမ်းအနေနဲ့ Microsoft Word လေးကိုဖွင့်ပြီးတော့တစ်ချက်ရိုက်ကြည့်ပါမယ်မြန်မာကိုရွေးပြီးတော့